မန်လေးရမိတ်ဆွေကိုကျွန်တော်အထူးသတိပေးချင်တာလေးတစ်ခုရှိပါတယ်ခင်ဗျာဘာလဲဆိုတော့ကျွန်တော်တို့အကူပေါ့နော်ဒီဘန်းနေပတ်စံထုတ်လာတယ်88လမ်းဖြစ်သွားတဲ့ပြဿနာလေးက3334ချားမှာပေါ့ဗျာအိမ်နာနေလိုက်လာတယ်ဆိုင်ငယ်3စီးနဲ့လူ9ယောက်ပေါ့ဗျာ9ယောက်လိုက်လာတယ်ရှင်သူတို့ဆိုင်ငယ်နဲ့ဘယ်ညာပိတ်လိုက်တယ်ပိတ်လာပြီးတော့ဓာတ်နဲ့ထောက်တယ်မင်းပတ်စံပေးပေးမပေးအတန်လေးပိတ်ထားမဟုတ်ရင်မင်းကိုဓာတ်နဲ့ထိုးတတ်မယ်ဆိုပြီးတော့အဲ့မှာအခုကျွန်တော်အကူကလည်းမလုပ်လဲဆိုတော့ तू ကဧကနာကြီးရတာတော့ကျွန်တော်ထင်တာဘန်းနေစပြီးငွေထုတ်တဲ့အချိန်ကလည်းသူတို့စောင့်နေရဖြစ်မယ်ဗျအဲ့လိုမျိုးဆိုတော့မန်လေးမှာရှိတဲ့မိတ်ဆွေလေးတွေကိုလည်းအထူး view စိုက်စေချင်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒါစေနာလေးနဲ့သတိလမ်းမေးခြင်းဖြစ်ပါတယ်ခင်ဗျအလားသွားပဲဖြစ်ဖြစ်ဥပမာငွေထုတ်ငွေယူဥပမာဖုန်းကင်ထားတယ်ဆိုရင်လည်းအထူး view စိုက်ပြီးတော့ပေါ့နော်ဘယ်ညာလေးကြည့်ရမယ်ပြီးပြီဆိုရင်နောက်ထပ်ဘာလဲဆိုတော့ထပ်အရေးကြီးတာကသူတို့ကလိုက်လာတဲ့အချိန်မီးပွိုင်းတို့ဘာတို့မှာပို့ပြီးတော့ခရူးစိုက်တင်တယ်ဗျမီးပွိုင်းမှာရက်နေတဲ့အချိန်လိုမျိုးတို့ဘာလို့ဆိုရင်တို့ကအနေထားလေးတွေကြည့်ပြီးတော့စောင့်ကြည့်နေတဲ့ပုံစံတစ်ခုလိုမျိုးဖြစ်မယ်ဗျအဲ့လိုမျိုးဆိုတော့ဘာဖြစ်လဲဆိုတော့ तू ကငွေတော့ကိုအလေတွေကနေဓာတ်ထောက်ပြီးတော့ဆွဲနိုင်သွားတယ်အတန်ပါဇက်ပိတ်ထားဆိုပြီးတော့တောက်လျှောက် match တွေအုပ်ပြီးတော့ပြေးသွားကြတယ်ဗျအဲ့လိုမျိုးဆိုတော့မိတ်ဆွေတို့လည်းမန်လေးမှာအလားသွားလေးဖြစ်နေတယ်ဆိုရင်တော့ခရူးစိုက်လို့ရအောင်ဆောင်လို့ရအောင်လို့ကျွန်တော်အနေနဲ့သတိပေးခြင်းဖြစ်ပါတယ်ခင်ဗျာ